အောင်ချင်းမြင့်ရဲ့အထက်ပိုင်းမှာကန်ဆိုးမတော်အမိတွင်နဲ့ရွာပြက်ကြီးတူရှိပါတယ်။အဲ့ဒီရွာကိုသွားတဲ့လမ်းဟာအမြဲတမ်းမှောင်အတိကျနေပြီးမြူကိုတွေကြားထဲမှာတေဆုံးသွားတဲ့သူတွေရဲ့ဝိညာဉ်တွေလွင်မျောနေတတ်တယ်လို့နာမည်ကြီးပါတယ်။ဒီရွာမှာနေထိုင်သူတွေဟာကဘာဦးခေတ်တလို့ပဲကြမ်းတမ်းပြီးသူတို့ရဲ့ခန္ဓာကိုယ်မှာထူးဆန်းတဲ့အနက်ရောင်ဆေးမင်ကြောင်တွေထိုးထားကြပါတယ်။ ဒီရွာမှာအကြောက်စရာအကောင်းဆုံးကတော့10နှစ်တစ်ချိန်ကျင်းပတဲ့ညောင်ပင်အောက်ကပွဲတော်ပါရွာလေကတက်တန်းရင်ညောင်ပင်ကြီးဟာပုံမှန်ညောင်ပင်နဲ့ဘတူပဲတွေးရောင်တန်းနေတဲ့အရွက်တွေရှိပါတယ်အဲ့ဒီညောင်ပင်ကြီးမှာကတ်ညင်နေရဲ့အမေကြီးဆိုတဲ့နတ်ဆိုးကိုကျဉ်နှတ်အောင်ရွာကအလှဆုံးအပျော်စင်တယောက်ကိုရစစ်ပူဇော်ရပါတယ်ဒါဟာအယူဆတူမဟုတ်ပဲတကယ်ကိုရရက်ဆက်ဆက်တပ်ဖြတ်တာမျိုးပါမြို့ကနေနယ်လက်တပ်ပုံစီယာမလေးနှင်းတယောက်လမ်းမပြီးဒီရွာကိုရောက်လာခဲ့ပါတယ်။သူမရောက်သွားတဲ့နေ့ကရစပူးစော်ဖို့3ရက်ပဲရှိပါသေးတယ်။ရွာသားရဲ့အကြည့်တွေကထူးဆန်းနေပြီးသူမကိုမြင်တာနဲ့တယောက်နဲ့တယောက်တိုးနဲ့အစားအစာရောက်လာပြီလို့ပြောနေတယ်လို့မျိုးနှင်းခံစားနေရပါတယ်။ နှင်းဟာရွာသူကြီးအိမ်မှာခထတဲခိုခွင်းကြပါတယ်။ညတန်းခေါင်မှာအိမ်နောက်ဘက်ကနေမြေတွင်းတဲကလိုမျိုးအတန်ပလန်တို့ကြားရလို့တွားကြည့်တဲ့အခါမြေအောက်ခန်းထဲမှာခြေချင်းခတ်ထားရတဲ့မိန်းကလေး3ယောက်ကိုတွေ့လိုက်ရပါတယ်။သူတို့ရဲ့လျှာတွေကိုဖျက်တောက်ပစ်ထားလို့ဘာမှမပြောနိုင်ကြပဲမျက်လုံးထဲမှာတော့အသေးအံကြောက်လန့်နေကြပါတယ်။ နှင်းကြောက်လန့်တကြားနဲ့ရွာပြင်ကိုထွက်ပြေးဖို့ကြိုးစားပေမဲ့ရွာပတ်ပတ်လည်မှာလူအယိုးကောင်းတွေကိုတိုင်နေမှာစိတ်ထူထားပြီးတွေးစည်းထားတာကိုတွေ့ရပါတယ်။အဲ့ဒီစီးကိုကြော်လိုက်တာနဲ့ခြေထောက်တွေကပုတ်အက်လာလို့ခံစားရပြီးသူမဟာရွာသေးကိုပဲပြန်လှည့်လာခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲအနောက်ကနေလူအုပ်ကြီးကမီးတို့ပြီးဝိုင်းလာတယ် ဘွဲတော်ညရောက်လာပါတယ်။နင်းကိုဖြူစင်တဲ့အဝတ်အစားတွေဝတ်ပေးပြီးညောင်ပင်ကြီးအောက်ကကျင်းထဲကိုဆင်းခိုက်ပါတယ်။ရွာသားတွေဟာဒူးထောင်ပြီးဂါရာတွေရွတ်နေကြပါတယ်။ညောင်ပင်ကြီးရဲ့အစမစ်တီကတက်ရှိရီလိုလှုပ်ရှားလာပြီးနှင်းရဲ့ခြေထောက်တွေကိုစတင်ရစ်ပတ်လာပါတယ်။အမေကြီးအလှဆုံးသွေးကိုဆက်တာပါတယ်။ကျွန်တော်တို့ကိုအသက်ရှည်ခွင့်ပေးပါလို့ရွာသားတွေကတပြိုင်နက်အော်ဟစ်လိုက်ကြပါတယ်။အော်ဟစ်တန်တွေဟာတစ်စိတ်တဲ့တောနဲ့ထဲမှာပဲ့တင်ထပ်နေပါတယ်။ဒါပေမဲ့ရွာသားတွေရဲ့ရင်ထဲမှာတော့တနာညာတာမှုထက်အမေကြီးကိုကြောင်ရွံ့တဲ့စိတ်ကပိုကြီးစိုးနေပါတယ်။ညောင်ပင်ကြီးရဲ့အမြင့်တွေဟာမွေဟောက်တွေလိုတွားသွားရင်းနှင်းရဲ့ခန္ဓာကိုယ်ကိုတင်းကျပ်စွာရစ်ပတ်လိုက်ပါတယ်။ထူးဆန်းတာကအဲ့ဒီအမြင့်တွေမှာစူးချွန်တွေပါနေပြီးနှင်းရဲ့အရေးပြားတဲ့ကိုစိုက်ဝင်သွားတာပါနှင်းရဲ့သွေးတွေဟာအမြင့်တွေအတချောက်စီးဝင်သွားပြီးညောင်ပင်ကြီးရဲ့အရွက်တွေဟာပိုပြီးနီရဲတောက်ပလာပါတယ်ရွာသားတွေဟာအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးအယူအမူကခွန်းနေကြပါတယ်အဲ့ဒီချိန်မှာပဲနှင်းရဲ့နာနာကိုကပ်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်မင်းထီလားငါတို့ရွာသားတွေအသက်ရာကျော်ရှည်နေရဘာကြောင့်လဲဆိုတော့မင်းလိုမိန်းကလေးတွေရဲ့အသက်သက်ကိုညောင်မင်းကတဆင့်ငါတို့ပြန်ဆုပ်ယူနေလို့ပဲငါတို့ကလူတွေမဟုတ်တော့ဘူးငါတို့ကဒီတစ်ပင်ရဲ့ကပ်ပါရပါးတွေဖြစ်နေပြီနှင်းဟာတတိလူလူဖြစ်နေရင်ကနေမင်းလိုက်ရတာကခုံနေတဲ့ရွာသားတွေရဲ့အရေးပြားတွေဟာတစ်ခေါက်တွေလိုကွဲကန်နေပြီးသူတို့ရဲ့မျက်လုံးတွေထဲမှာလူသားဆန်တဲ့အရေးအယောင်လုံးဝမရှိတော့တာမှာပဲမင်းဟာသူမရဲ့အက်ကတ်ထဲမှာပါလာတဲ့ဓာတ်ရိုက်ရမှာသုံးတဲ့မီးစုံမုတ်တွေကိုတတိယသွားပါတယ်။သူမဟာအားတင်းပြီးအက်ကတ်ထဲကမုတ်တွေကိုညောင်ပင်ကြီးရဲ့အမြင့်တွေပေါ်ကျဲချလိုက်ပြီးလက်ထဲကမီးချင်နဲ့ချစ်ချလိုက်ပါတယ်။ဘုံကနဲ့အတန်နဲ့အတူပြင်းထန်တဲ့အလင်းတန်းနဲ့မီးတောက်တွေထွာလာပါတယ်။ညောင်ပင်ကြီးကနာကျင်စွာနဲ့တုန်ခါလာပြီးနှင်းကိုရစ်ပတ်ထားတဲ့အမြင့်တွေပြေလျော့သွားပါတယ်။နှင်းဟာအခွင့်အရေးကိုအရယူပြီးကျင်းထဲကနေယုံထွက်ခါတောထဲကိုဥတီပြေးပါတော့တယ်နှင်းကလမ်းတစ်လျှောက်နောက်လက်မကြည့်ပဲပြေးရဲနဲ့နောက်ဆုံးမှာကားလမ်းမကြီးကိုရောက်သွားပါတယ်။ကန်ကောင်းထောင်မစားနဲ့ကုန်တင်ကားတစ်စီးနဲ့တွေ့ပြီးလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့သူမမြို့ကိုပြန်ရောက်တဲ့အခါထူးဆန်းတဲ့ဝေဒနာတစ်ခုကိုခံစားရပါတယ်။သူမရဲ့အရေးပြားပေါ်မှာတက်ကိုင်းပုံစံအမာရွက်တွေစတင်ပေါ်လာပြီးညဘက်ဆိုရင်သွေးစိမ့်နှံ့ကိုမရရအောင်ရှာဖွေရလာပါတယ်။သူမရဲ့မှန်တဲ့ကပုံရိပ်ဟာရွာကရွာသားတွေလိုပဲမျက်လုံးတွေဟာသွေးရောင်လွှမ်းလာပါတယ်တခါတည်းမှာကျွန်တော်တို့ဟာအစွဲလန်းဒီမကောဆိုးဝါးဒီစီကနေလွတ်လောက်သွားပြီလို့ထင်ရပြီမယ်
အဲ့ဒီအမှောင်ထိုးကကျွန်တော်တို့ရဲ့ဝိညာဉ်ထဲအထိစိတ်ဝင်သွားပြီးသားဖြစ်နေတတ်ပါတယ်အစွဲလန်းဆိုတာဖြက်စီးရလွယ်ပြီမဲ့အဲ့ဒီကရတဲ့အာဂါဒနဲ့ဒန်ယာကတော့တော်ယုံနဲ့မချက်တတ်ပါဘူး ဒီလိုမျိုးထိတ်လန့်ရင်ဖိုးစရာလွတ်ဝတ်စမ်းကျယ်ဇာတ်လမ်းတွေကိုအပတ်စဉ်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လုပ်ပေးခြင်းဖြင့်လည်းအားပေးနိုင်ပါတယ်အားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေ